နေယောက်ျားဘသူငညွန့်ပါဗျာငညွန့်နှော့စမ်းနေရပို့ဆိုကြောင်းနဲ့ခြေတော်မချပါစေနဲ့ဆိုနေရသမီးတဲ့တောင်စိုးနေတွတ်လိုက်နေယောက်ျားဆိုတော့ကိုညွန့်ဆရာတော်ကြီးကမှားလို့ငါလို့တော့မသိဘူးလေကြောင်းရောက်သွားတော့ရှင်ဖေတပည့်တော်မောင်ညွန့်ပါဗျာဆိုင်အောင်မင်းသမီးကထမင်းတပကံလာကတ်တယ်တင်ပါဗျာတပည့်တော်မှပြန်ကြွပါအောင်မပြောသွားတယ်ဟာဟုတ်လားဗျာအဲ့ဒါဆုံးမဖို့မင်းမရခေါ်တာမင်းမရကပို့ဆိုသေးဘာတုံးဗျာကျောင်းထဲခြေတော်ရမချစင်နဲ့ဖေပြောသွားတယ်ကောင်းလားကွာဟာပဲကောင်းမလဲဗျာအဲ့ဒါမင်းဆုံးမအောင်မင်းသမီးရောမင်းမရရောစကားပြောမတတ်ဘူးဟာတော်ဆိုးပါလားဖေအဲ့တော့တပည့်တော်အိမ်ရောက်ရင်တော့ချက်ချင်းဆုံးမပါအောင်မဖေတပည့်တော်လည်းမကြကြုံရပါဖေအပြောဆိုရလဲရမ်းရဖေကဲမထူးပါဘူးဖေတပည့်တော်ချက်ချင်းမဲ့သွားပါမယ်အိမ်ရောက်မှတပည့်တော်မင်းတော်မူလိုက်ပါအောင်မဖေဟာမင်းရမိုးဆိုးနေဟဲ့ကောင်မင်းရောက်ခမဘာသူဘာကြီးလုံးလှုပ်စမ်းအဖိုးကြီးကတုံနဲ့ဆရာတော်ခေါ်တယ်ဆိုတော့ကြောင်းသွားဘိုးလုံးဖေမင်းသမီးကအဲ့လိုပြောတယ်ဟာဟုတ်လို့မင်းမီးကအဆိုးဆုံးပဲအဲ့လိုပြောတော့မင်းသမီးခေါ်ခိုင်းတော့မင်းသမီးကပိုဆိုးအခုမင်းသမီးခေါ်ခိုင်းတော့မင်းသမီးကပိုဆိုးနေဟာတပည့်တော်တခါလေးစိတ်ညစ်တယ်ဖေတက်ကလေးကြီးပါပြီဖေသေပဲမသေနိုင်ပါဘူးဖေအင်မတန်မှရမ်းကြတာဖေဒီ၃ယောက်နဲ့တော့တပည့်တော်လည်းတစ်ခါဘဝနတ်ထံပြန်လုံးမှုခြင်းတယ်ဖေပြန်ကမင်းလည်းပြန်တော့နော်မင်း